苏金优个怎么个အိမ်တော်ရဲဒီလောက်မြင်မြန်သွင်းလိုက်ရလို့ဒေါသထွက်နေပေမဲ့ရှောင်းလင်းက怎么ကိုယာရုအဆင့်တန်းတောင်မရှိတဲ့စေကံမယားငယ်ဖြစ်တတ်မှတ်လိုက်တဲ့အတွက်တော့သဘောကျနေတယ်။ရှင်ဂျိုကအခုဆိုစေကံမယားငယ်ဖြစ်နေပြီဆိုတော့မင်းသမီးရဲ့ပင်ပန်းမှုတွေကိုမျှဝေခံစားပေးတင်တယ်။မင်းသမီးကကောင်းကောင်းနားယူပါဒီနေ့တော့ကိုတော့ကိုရှင်ဂျိုကပဲအဖော်ပြုပေးလိမ့်မယ်။စာကြည့်ဆောင်ထဲမှာရှောင်းလင်းကစားပွဲမှာစာရေးနေတဲ့ကျမကဘေးကနေမြင်သွေးပေးနေတယ်။သူကစူးစူးဆိုတဲ့စာလုံးတစ်လုံးရေးပြီးကျမကိုဘလို့နေလဲမေးတယ်။ကျမတေချာအကြာကြီးစိုက်ကြည့်ပြီးမှနင်းနှပိန်နေတယ်။ရှောင်းလင်းကအဲ့ဒီစာရွက်ကိုလုံးချပြီးအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်။ကိုတော်ရတာမလှဘူးလို့ဓာတ်ရိုက်ပြောရဲတဲ့ဒုတိယမြောက်လူကမင်းပဲပထမဆုံးသူကအမကြီးဖြစ်မှာပေါ့ရှောင်းလင်းနှခမ်းနောက်မှာမတိမတာအပြုံးပေးတလူပေါ်လာပြီးခေါင်းညှိပြတယ်ဟုတ်တယ်ကိုတော်ငယ်ငယ်ကမင်းတို့အိမ်မှာနေတော့ကရေကန်ဘေးမှာတက်ကိုင်းနဲ့စူးဆိုတဲ့စာလုံးကိုရေးတော့မင်းမကနှုတ်ခမ်းမဲ့ပြီးကိုတော်ရေးတာမလှဘူးလို့ပြောခဲ့တယ်ကျမမင်းဆက်သွေးနေလိုက်တယ်မင်းသားနဲ့အမကြီးတို့ခုလိုရေးဆက်ပြန်ဆောင်တာလဲကောင်းပါတယ်သူအသက်ပြင်းပြင်းချပြီးမျောစရာကောင်းတာကိုတော်လူကျိုးကနေထွက်လာပြီးနောက်ပိုင်းသူဖြားသွားပြီးငငယ်ကကိစ္စတော်တော်များများကိုမေ့သားတယ်ဒီအမတ်တရားတွေကိုကိုတော်တယောက်တည်းပဲလွမ်းဆွနေရတယ်သူကောင်းကြိုက်ပြီးယောဂဖောက်လာမှဆိုလို့သူရှိမှလည်းမပြောရဲဘူးထင်းတဲ့အတိုင်းပဲအစတုန်းကစူချင်းယိုကကုံတယ်သမီးအနေနဲ့မင်းသားအိမ်တော်ကိုဝင်လာတော့ကလူချိုကလူတွေကမင်းသားကိုငယ်တငယ်ချင်းတန်ရောစင်ကိုမမေ့နိုင်လို့ဆိုပြီးပြောခဲ့ကြတယ်ဒါပေမဲ့ငငယ်တုန်းကရှင်လင်းနဲ့နေတိုင်းတူစောခဲ့တာကကြမလေးရှောင်းလင်းကမင်းသားဖြစ်လာပြီးနောက်စုမိသားစုစီလူလာရှာတော့ကစူချင်းယိုနဲ့အဖေပူပေါင်းပြီးအစားထိုးဝင်ယူခဲ့တာလို့ကြမှာတန်တရားဝင်ခဲ့တယ်သူတို့ကအစေခံမလေးတရေရက်ကိုအစားထိုးတာလို့ပဲထင်ခဲ့လောက်တယ်အဲ့ဒီလူကကြမဖြစ်နေမယ်လို့ထင်မထားဘူးပေါ့ဆွန်ကိုတွေ့ပြီးကလေးကရှောင်းလင်းတန်တရားဝင်နေပြီးဒီနေ့စူးစာလုံးရေးတာကတဖြည်းဖြည်းအတီးပြုတ်နေတာတေးချပဲသူ့မှညံအတိုင်းကြမလိုက်ပြောလိုက်တယ်ဒါပေမဲ့လူမားနေပြီဆိုပြီးဓာတ်ရိုက်တော့မပြောဘူးအခုချိန်မှာစူးချင်းရုပ်အပေါ်သူတန်ရောစင်ဘယ်လောက်ရှိတယ်ဆိုတာကြမသိဘူးလေပြီးတော့သူ့မှာကိုဝင်လဲရှိနေတယ်ဒါကြောင့်သူရှာနေတဲ့လူကကြမဆိုတာကိုသူ့ဘာသာတဖြည်းဖြည်းသိလာအောင်လုပ်ရမယ်သူ့ကိုကျမအပေါ်အားနာစိတ်တွေပြည့်နေအောင်လုပ်ရမယ်အပြစ်ရှိတယ်လို့ခံစားရတာရောင်ကြားတွေအလွယ်တကူကြဆုံးနိုင်တဲ့အားနည်းချက်ပဲလေသူ့အားနည်းချက်ကိုကင်လုပ်ပြီးကျမကိုချစ်လာအောင်လုပ်မယ်တကလုံးကျမကိုပဲချက်လာအောင်ပေါ့စာကြီးဆောင်ကနေထွက်လာပြီးနောက်ကျအရှမ်းရွက်အဆောင်ကိုမပြန်ဘဲပင်မဆောင်ကိုတန်းသွားလိုက်တယ်အရေးကြီးကိစ္စရှိတယ်လို့အကြောင်းပြပြီးစူးချင်းရိုးရဲ့ဘေးနားကလူတွေကိုအကုန်ထွက်သွားခိုင်းလိုက်တယ်တခိုးယူထားတဲ့ဒီဘဝကြီးမှာစိတ်အေးလက်အေးနေနိုင်ရဲ့လားဆိုတာကိုကြာမစမ်းသက်ကြည့်ချင်လို့ပါမင်းသားကနည်းနည်းထူးဆန်းနေတဲ့မင်းညစပြီးဒီနေ့အထိအမကြီးရဲ့နေဘဝအကြောင်းတွေပဲစက်တိုက်မေးနေတယ်အမကြီးရဲ့အသက်နဲ့အကြိုက်တွေကိုမေးပြီးဒီထက်ပေါင်ငယ်ရမှာပေါ့လို့တီးတိုးရည်ရွတ်နေတယ်ရှောင်းဂျိုကတော့နားမလဲပါဘူးအကြောင်းစုံတော့မသိပေမဲ့ရှောင်းဂျိုသိတာတခုကဒီအိမ်တော်မှာအမကြီးကရှောင်းဂျိုရဲ့တခုတည်းသောအားကိုးရာကိုအခုလိုအများကြီးလာပြောပြတာပါစူးချင်းရိုးရဲ့မျက်နှာကချက်ချင်းဖြူဖက်ဖြူတော့ဖြစ်သွားတဲ့ရင်ဘက်ကိုဖိကအသက်ရှူမြင်လာတယ်ကျမသိလိုက်ပြီးသားကစူးချင်းရိုးအားနေချက်ပဲသူအမှန်တရားပေါ်သွားမှာကိုကြောက်နေတာမင်းသားကဟိုအစီကံတွေကိုတေချာစုံစမ်းမေးကြည့်လို့ပြောတာကိုလည်းရှောင်းဂျိုကြားခဲ့သေးတယ်ကျမနောက်ထပ်2ခွန်းလောက်လိန်ပြောလိုက်တော့စူးချင်းရိုးကလန့်ပြီးလဲကြမတက်ဖြစ်သွားတယ်ဒီလိုဆိုရင်သူကျမနေရာကိုအစားထိုးဝင်ယူခဲ့တာကိုသိတဲ့သူကအဖေနဲ့မိထွေးပြင်သူဘေးကယုံကြည်ရတဲ့သူတွေလည်းပါတာပေါ့စူးချင်းရိုးစိတ်နည်းနည်းငြိမ်သွားတော့ကျမကိုကမန်းတရန်ဆွဲထူလိုက်ပြီးရှောင်းဂျိုလေးအမကြီးကနင့်ရဲ့အားကိုးရာဆိုတာသိရင်တော့ပါပြီနင်ရှိနေလို့တော်သေးတယ်နင့်ကိုခေါ်လာမိတာမှန်သွားတယ်ဟမ်အလကားစကားတွေပါအားကိုးရာလဲကျမအားကိုးနိုင်တာဆိုလို့ကျမကိုကြမှာပဲရှိတာအရင်နှစ်တွေတုန်းကလို့ကိုပဲအားတင်းပြီးကြီးပြင်းလာခဲ့ရတယ်လို့တဖြည်းဖြည်းရှေ့ဆက်သွားရမယ်ရက်အနေငယ်ကြတော့အိယာမဝင်ခင်စန်းချီကကျမစီလာပြီးအတင်းလာတုတ်တယ်ထူးဆန်းတဲ့ကိစ္စတစ်ခုရှိတယ်ကျင်းရတော်ရဲ့အစီကံတွေဒီနေ့အချင်းချင်းရန်ဖြစ်ကြလို့တဲ့နောက်ဆုံးဝရိုက်ပွဲတွေပါဖြစ်ပြီးဘရင်ပေးထားတဲ့လက်ဖက်ရည်ခွတ်တွေနဲ့ညအလင်းရောင်ခွက်တွေပါကွဲကုန်နေတဲ့ကျင်းရတော်ကဒေါသထွက်ပြီးနေသားပါထိခိုက်မလို့ဖြစ်သွားတယ်တဲ့အခုသူတို့ကအတောင်ဆုံးနေပြီးမို့ထိမရတော့ဘူးဆိုပြီးအကုန်လုံးကိုရိုက်နှက်ပြီးလူကျိုးကိုပြန်ပို့လိုက်တယ်တဲ့တိုက်ဆိုင်ဆိုင်ပဲမင်းသားကဒီနေ့နန်းတော်မှာအိတ်တယ်ကျင်းရတော်ကမင်းသားကိုအတိမပေးခိုင်းဘူးအခုသူကိုယ်တိုင်ငိုနေတယ်ကျမဆန်ထိုးကိုဖြုတ်လိုက်ပြီးသပင်တချို့ကိုပေါ့ပတ်ပပလေးဖြီးချထားလိုက်တယ်အိယာဝင်တော့မဲ့ပုံစံမျိုးဟန်ဆောင်ပြီးပင်မဆောင်ကိုသွားလိုက်တယ်အမကြီးကျမ်းမာရေးကိုဂယုစိုက်ပါအောင်အမကြီးအခုလိုငိုနေရင်ဘိုက်ထဲကသားတော်လေးလဲငိုနေလိမ့်မယ်ကျမကစူးချင်းရုပ်ကိုရေနွေးချမ်းတစ်ခွက်တိုက်လိုက်တယ်သူကရေနွေးချမ်းနည်းနည်းတောက်ပြီးကျမကိုဖက်ကငိုချလိုက်တယ်ကျမကသူ့ကြောကိုပုတ်ကနှစ်သိမ့်ပေးလိုက်တယ်ရှောင်းဂျိုလေးအခုဒီအိမ်တော်မှာငါတို့ညီမ2ယောက်ပဲရှိတော့တယ်အမကြီးကနင့်ကိုပဲအားကိုးရတော့မယ်နင်ကလည်းအမကြီးကိုပဲအားကိုးရတော့မယ်靠你，你也只能依靠